လိုက်မှာရှိတဲ့တကယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျ2026ရဲ့တစ်ကြိမ်ကနန်းပေါ့နော်ကျွန်တော်ဒီဘူပရိတ်လိုင်းလေးကိုပြပေးလိုက်ပါပြီနော်ကျွန်တော်ဒီဘက်လိုင်းရတော့ဒီကကလနာမဝယ်ရသေးတော့ဘရိတ်6လိုင်းမှာနော်ဒီလိုင်းလေးကဘရိတ်6လိုင်းမှာဒါမဆွဲရသေးပါဘူးဘရိတ်6လိုင်းရှုပ်နေလို့ပါနော်အဲ့ဒါတော့ဒီတိုင်းပဲတင်လိုက်ပါမယ်နော်ဒါလေးကဘူပရိတ်လိုင်းမှာဗျဆိုတော့ဒီမှာဘရိတ်6ရယ်ဘရိတ်4ရယ်ဘရိတ်9ရယ်6ခွန်4ဆိုတော့ခွန်လို့ဖြစ်တာပါနော်6ခွန်4ဆိုတော့ခွန်လို့ဖြစ်တာပါအဲ့ကလေးဒီတောင်းတက်လိုက်တော့ကျွန်တော်တို့ဒီမှာဘရိတ်4ရယ်ဘရိတ်8ရယ်ဘရိတ်6ရယ်486ဆိုတော့8လို့ဖြစ်တာပါဗျ486ဆိုတော့8လို့ဖြစ်တာပါနော်သူ့ရဲ့မြင်းကုန်လေးပါနော်မြင်းကုန်လေးပါသူ့ရဲ့မြင်းကုန်လေးပါနော်ဒီ3မြင်ပေါင်းချင်းပေါင်းလက်ဒီခွန်ဘရိတ်4ရယ်ဘရိတ်8ရယ်ဘရိတ်6ရယ်8ခွန်ပြီးတော့8ဘရိတ်3ရယ်ဘရိတ်1ဘရိတ်5ရယ်315ဆိုတော့9လို့ဖြစ်သွားပါခွန်8 9လို့ဖြစ်လာနှစ်ဦးဒီချိန်မှာကျွန်တော်တို့3ညလို့ဖြစ်ရမှာ3ညလို့ဖြစ်ရမှာဆိုတော့ဘရိတ်1ရယ်ဘရိတ်9ရယ်ဘရိတ်3ညရယ်ဝင်မှာ3ညလို့ဖြစ်မှာပါဗျဘရိတ်3ညလိုင်းလေးပါနော်3ညဖြစ်ဒီကောင်က6ဖြစ်ခြင်းနဲ့3ညဖြစ်ခြင်းနဲ့ဘူဘရိတ်ပါနော်ဘရိတ်6ရယ်ဘရိတ်4ရယ်ဘရိတ်9ရယ်6 4ခွန်ကခွန်လို့ဖြစ်တာပါဘရိတ်4ရယ်ဘရိတ်8ရယ်ဘရိတ်6ရယ်486က8လို့ဖြစ်တာပါဘရိတ်3ရယ်ဘရိတ်1ရယ်ဘရိတ်5ရယ်315 9လို့ဖြစ်တာပါဒီမှာနှစ်ဦးမှာကျွန်တော်တို့ကဘရိတ်1ရယ်ဘရိတ်9ရယ်ဘရိတ်3ညဝင်မှာ3ညလို့ဖြစ်မှာပါဘရိတ်3ညအဲ့ဘရိတ်3ညကိုမှကျွန်တော်နောက်ပေါင်းလေးပြပါမယ်နော်နောက်နှလုံးပေါင်းလေးပြပါမယ်သူ့ရဲ့ဇောင်းက6ထိပ်ရယ်1ထိပ်ရယ်6ရယ်1ရယ်ခွန်ရယ်နောက်ပေါင်း3ရယ်3ညလို့ဖြစ်တာပါသူ့ဇောင်းက3ညထိပ်ရယ်6ထိပ်ရယ်3ညရယ်6ရယ်6ရယ်နောက်ပေါင်း4နဲ့ပေါင်းရင်လဲ3ညလို့ပဲဖြစ်လာတာပါနော်သူ့ရဲ့ဇောင်းကလေ6ထိပ်ရယ်8ရယ်6ရယ်4ရယ်နောက်ပေါင်း6နဲ့ပေါင်းလိုက်ရင်လဲ3ညလို့ဖြစ်လာတာပါဗျ3ညဖြစ်ချင်းတယ်ပါနော်ကျွန်တော်တို့နှစ်ဦးမှာကျွန်တော်တို့ဒီမှာသူ့ရဲ့ဒီဇောင်းနဲ့ပေါင်းမယ်ဆိုရင်8ထိပ်2ထိပ်8ရယ်2ရယ်3ညရယ်3ညရယ်3ညလို့ဝင်မှာပါနောက်နှလုံးပေါင်း3ညနဲ့3ညထိပ်စီကိုနောက်ပေါင်း3ညနဲ့ပါနော်3ညထိပ်စီကိုနောက်ပေါင်း3ညနဲ့ဘူပရိတ်ပါဗျ3ည19 3ည28 3ည3ခွန်လို့သူကနောက်ပေါင်း3ညပဲထိုးရမှာပါနော်ကနန်းကိုတော့ကျွန်တော်တင်ပေးလိုက်ပါမယ်နော်ကျွန်တော်ကလနာလည်းအသိမရှိသေးလို့ပါနော်အဟောင်းလည်းပဲကျွန်တော်တင်ပြပေးလိုက်ပါပြီဗျ3ညဘူပရိတ်ပါနော်နေ့ဦးတစ်ချိန်မှာကျွန်တော်အကြိုက်ဆုံးဘူပရိတ်နဲ့ဘရိတ်6လိုင်းပါနော်ဘရိတ်6လိုင်းလေးကနောက်နေ့မှီရင်လည်းတင်ပေးပါမယ်ဗျနော်အားလေးကဘရိတ်3ညလိုင်းပါနော်ဒီနေ့ထဲမှာကျွန်တော်တို့680ဆိုတဲ့ကနန်းပြန်ထွက်အောင်ပါဗျ680မွေးထုတ်ရင်ကြိုက်ရင်ထုတ်ပါတစ်ခွက်ထဲမှာ680ပါအားလုံးကန်ကောင်းကြပါလိမ့်ဗျနှစ်ဦးမှာဘရိတ်6နဲ့ဘရိတ်3ညပါဗျငါလား